စိတ်ဓာတ်တွေတုန်လုံးမှုမဖြစ်နဲ့ဒီလိုမဖြစ်အောင်ဘယ်လိုနှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်အေးအောင်မြင်မှုရတာဆိုတာလေထာဝရမဟုတ်ဘူးအောင်မြင်မှုမရဘူးဆိုတာလေထာဝရမဟုတ်ဘူးလောကကြီးမှာဘယ်အရာမှတည်မြဲတာမဟုတ်ဘူးဆိုတဲ့အတွေးလေးကအခြေခံပြီးတဲ့အခါမှာကိုယ်စိတ်ဓာတ်ကိုရင့်ကျက်အောင်ကြိုးစားယူပါအဲ့ဒီအတွေးလေးကတာမန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာမှမထူးဆန်းမှုလို့အောင်းမေ့တို့ဆိုအဲ့ဒီအတွေးနဲ့တွေးလိုက်လို့ရှိရင်ဆိုးဆိုးဝါးဝါဖြစ်မသွားတာသိကြလက်စွာဘုရားကိုယ်တိုင်ကိုယ်ကလာဘဆိုတဲ့လောကရန်ကြောင့်လည်းစိတ်ဓာတ်တက်မသွားဘူးသိအားတက်တဲ့ရောမောက်မာမှုတွေအောက်ခြေလွတ်သွားတာတွေမဖြစ်ဘူးဘာဖြစ်လို့တော့သူကတွေးတယ်အေးရတာဆိုတာလေအစဉ်ပြေးနေတယ်တခဏပဲရတာအစဉ်မပြေတဲ့အခါရှိအောင်မှာ